လေးရှာဘယ်လိုတောက်တော့မယ် တဲ့ဒီမှာတို့အကုန်လုံးလိုက်လို့နေရလေအကုန်တောက်ချောက်လိုက်လို့ဒီမှာစီးလို့သွားတာငါ90တောက်ပဲလိုက်တာဒီကတော့အစိတ်စားနေဟုတ်လားလေဘုရားဒီလေးကဒီရလေဘကောမဟုတ်မှာဈေးရောက်ပြန်ပြီးတော့အမလို့အမ90တောက်အစိတ်စားပဲရှိမောင်လေးတွေပြန်ချင်းကြီးတယ်ဘာချင်တာတမာရီဟောလိုက်စော်လေလားဒီကပုံပြီးပြရတယ်လို့အဲ့ဒါလေတမာရီချင်းမသွားချင်အစိတ်စားပဲရှိအဲ့ဒီမောင်လေးအမလို့အမမင်းသားလေးအောင်တော့စားဖို့လို့9လောက်ဝယ်ရလို့အမလေးဒီမှာ90လောက်ဝယ်တာစိတ်သားမရှိဘူးမောင်လေးတဲ့ဒီဟိုဈေးလေးမှာလည်းစိုက်ဖို့ခဏလေးတော့ခါတယ်ပါတာကိုလည်းတော့ပတ်တာပဲစိုက်ကြီးပဲအင်းမဈေးစစ်ဆိုင်ကြီးအလီမငဝယ်သူကန်အခုရလာလိုက်တာအဲ့လိုပဲပြန်လာတာအဲ့ဒါနဲ့နေခင်းကလည်းပူတယ်လေလေကွင်းထဲမှာနေရတော့သူပညာသားမှာဘဝသိတယ်မလားလေကွင်းထဲမှာဖုန်တော်လုံးနဲ့ချီတော့နေနေရတာ ရှော့ပြောလေကျွန်တော်မင်းသားစက်ရုံမှာပဲအိတ်တယ် လည်းပြီးမှာသွားတေးပြီးတော့ပြီးမှာသွားတေးပြီးတော့ဒီမှာကြီးရဲ့စီးပြီးတော့မြင်ရတယ်ពេលလေကိုစီးပြီးတော့ပေါက်တာပဲဒီသူတို့ပြင်ထိုင်ကြည့်နေရတယ် ပြောလို့ပြောတာဟိုဒီမျိုးကအိုးဝေးပဲစီးရလဲတန်တယ်ဟိုတယ်သွားတာအသွား1000 2000အပြန်1000 2000ရတာညာကြီးက3000 6000